Hello အားလုံးပဲမင်္ဂလာပါဗီဒီယိုလေးတစ်ခုတင်ရှင်နေဟင်းချက်ဗီဒီယိုလေးလည်းမတင်ရှင်တော့ဘူးခရီးသွားတာလည်းမတင်ရှင်တော့ဘူးဒါပေမဲ့ဗီဒီယိုလေးကိုလည်းပေါက်ရှင်နေအဲဒါကြောင့်မြန်မာလိုပြောနည်းကိုတင်ရှင်နေမြန်မာလိုကလူတိုင်းပြောတတ်တယ်ဆိုပေမဲ့မြန်မာနိုင်ငံမှာပဲအဓိကဟိုဖြစ်ရှင်တာဒီပါလေးကြောင်ကလေးကလာရှုပ်နေတယ်မျိုးဗီဒီယိုရိုက်နေတယ်တိတ်နေဟယ်လိုလို့ပြောလိုက်ဟယ်လိုအဲ့တော့ဗီဒီယိုလေးထဲမှာမြန်မာစာ၅လုံးလောက်ပြောကြည့်မယ်ဥမာမင်္ဂလာပါမင်္ဂလာပါမျိုးမင်္ဂလာပါဆိုရင်ဘယ်လိုပြောမလဲအင်္ဂလိပ်လိုဆို hello မင်္ဂလာပါ hello တွေ့ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်အဲ့ဒါဆို nice to meet you တွေ့ရတာဝမ်းသာပါတယ်ကောင်းသောညပါ good night ဒီနေ့တော့သုံးလုံးပဲတင်ပါတော့မယ်တိတ်ပြီးတော့လဲအများကြီးမတွေးပါနဲ့ဒီတိုင်းပဲဗီဒီယိုတင်ကြည့်တာပါအားလုံးပဲနောက်နေ့ပြန်တွေ့မယ်နော်